ပေကျင်းမြို့မှာတရုတ်ဝန်ကြီးချုပ် Chu Enlai နဲ့ထိတ်တိုက်ဆွေးနွေးခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တဦးပါကစ္စတန်ကဟိုတယ်ခန်းထဲမှာလုတ်ကြံမဲ့ဒုံးကြီးဘေးကနေတိတိလေးအသက်ရှင်လွတ်မြောက်လာခဲ့သူတယောက်ကနောက်ဆယ်စုနှစ်အနည်းငယ်အကြာမှာဆန်ဖရန်စစ္စကိုလမ်းမတွေပေါ်ကအငှားယင်မောင်းတယောက်ခစ်နေမယ်ဆိုရင်ဘယ်လိုလုပ်မလဲကြားရတာကတော့စစ်ကူးရင်ဟောလိဝုဒ်ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပဲဗျာဒါမဲ့ဒါရုပ်ရှင်မဟုတ်ပါဘူးမိုက်ကယ်မာရန်ဂျာလာရဲ့ပွားဖြတ်တန်းမှုအစစ်အမှန်ပါပဲဟုတ်တယ်ဒီကနေ့လေးလာစူးစမ်းမှုအစီအစဉ်မှာပေါ့လို့ကျမတို့က Book of Dua Hawa Jala Quest for Freedom A Kachin American Experience ဆိုတဲ့မှတ်တမ်းစာအုပ်ထဲကအချက်လက်တွေကိုတီချခွဲချမ်းစိတ်ထားတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဗျဒီစာအုပ်ကဟိုလေလူတယောက်ရဲ့အထပတိလို့ခေါင်းစဉ်တက်ထားပြီမယ်တကယ်တမ်းကစစ်အေးတိုက်ပွဲကာလကမ္ဘာပတ်ထွေးနိုင်ငံရေးအပြိုင်မှုတွေနဲ့စလို့အမေရိကန်ပြည်ထောင်စုကိုရွှေ့ပြောင်းအခြေချရသူကဥရဲ့ဘဝရုန်းကန်မှုအထိအားလုံးကိုပြန်ပြနေတဲ့မန်တစ်ချက်လိုပဲလို့ပြောလို့ရတယ်။ကဲဒါဟုတ်တေချာလေးဖြန့်ပြီးကြည့်ကြရအောင်။ဒီမတ်တန်ထဲမှာလေအထူးကဇက်ကောင်မိုက်ကယ်ရဲ့ဖက်ဂင်ဖြစ်သူဟိုဝါဒူဝါရဲ့ခန်းကနာနဲ့စပြီးဖုံဖော်ထားတယ်နော်။ဟုတ်တယ်။သူကအသက်ဆက်ရှင်ရဲ့အရွယ်မှာတင်ဒေတာအုပ်ချုပ်သူဖြစ်လာပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းကနေအိမ်အောင်စု3000ကျော်ကိုဟူကောင်းတောင်ကြာစီပြောင်းရွှေ့နေရချထားပေးခဲ့တဲ့ခေါင်းဆောင်တယောက်ပဲဗျာ။ဒါပေမဲ့အဲ့ဒီမှာမေးစရာရှိတာကပင်လုံစားချုပ်မှာလက်မှတ်ထိုးခဲ့တဲ့လွတ်လပ်ရေးအုပ်မြစ်ချခေါင်းဆောင်တယောက်ကဘာကြောင့်များနောက်ပိုင်းမှာထောင်ဒဏ်9နှစ်ချမှတ်ခံရတဲ့အထိဟိုလေအခြေအနေတွေပြောင်းပြန်ဖြစ်သွားရတာလဲဆိုတာပဲအဲ့ဒီချိုကွတ်ကိုနားလေဟုဆိုရင်1967 1962ခုနှစ်ဝန်းကျင်ကအုပ်ချုပ်ရေးစနစ်ပြောင်းလဲကိုတေချာကြည့်ရမှာပါဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးနောက်ပိုင်းဗမာဆိုရှယ်လစ်လမ်းစဉ်ပါတီ BSPP ကိုတည်ထောင်လိုက်တယ်လေအဲ့ဒီအချိန်မှာအခြေအနေတွေကတော်တော်ပြောင်းသွားတာပေါ့ဟုတ်တယ်ဗျာအရင်ကရေးပါခဲ့တဲ့တိုင်းရင်သားခေါင်းဆောင်တွေရဲ့လုတ်ပိုင်ခွင့်နဲ့အခန်းကဏ္ဍတွေကိုဗဟိုကနေအကုန်သိမ်းယူလိုက်တာပါပင်လုံးမှာသဘောတူခဲ့တဲ့ကိုပိုင်ပြထန်းခွင့်တွေဒေသန္တရအုပ်ချုပ်ခွင့်နဲ့အားလုံးကိုရပ်တန့်ပစ်လိုက်တယ်အော်ဒါစရင်ခိုင်းပါတယ်အုတ်မြင့်နဲ့တိဆောက်ထားတဲ့အင်ဒီလုံးဟာရုတ်တရက်မြင်းငယ်လင်းကြောင်ပြိုကျသွားသလိုမျိုးပေါ့အတိအကျပဲဒါကြောင့်တိုင်းရင်သားခေါင်းဆောင်တွေဟာဖယ်ကျင်ခံရညုံတမကနိုင်ငံရေးရအကျဉ်းချခံရတဲ့အထိဖြစ်လာတာပါနေပါဦးနိုင်ငံရေးစနစ်တစ်ခုပြောင်းသွားရုံနဲ့တစ်ချိန်ကအလားအလာကောင်းခဲ့တဲ့တိုင်းပြည်ဟာဘလို့လုံးမီကဘာအစင်းရဲဆုံးနိုင်ငံတိလိုက်ငံအဖြစ်ကိုချက်ချင်းကြီးထိုးကျသွားရတာလေဒါကစီးပွားရေးနဲ့နိုင်ငံရေးရန်တရားဆိုတာဆက်ဆက်နေလို့ပါဗျာဆိုပါတော့ကုမ္ပဏီကြီးတစ်ခုမှာနယ်မြေကမန်နေဂျာတွေအားလုံးကိုရုတ်တရက်အလုပ်ထုတ်ပစ်ပြီးရုံးချုပ်ကလူတစ်ယောက်တည်းကဌာနခွဲအားလုံးကိုလိုက်စီမံတယ်လို့ဖြစ်သွားတာလေသဘောပေါက်ပြီလုံးဝဘေဟိုကပဲချုပ်ကိုင်လိုက်တဲ့သဘောပေါ့ဟုတ်တယ် BSPP ဟာတိုင်းပြည်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံပိုင်ပြုလုပ်ရဲဆိုတဲ့ခေါင်းစဉ်နဲ့တင်ယူတယ်ဒေသခံတွေရဲ့ကိုယ်ပိုင်စီးပွားရေးလွတ်လပ်စွာကုန်သွယ်ခွင့်တွေကိုပိတ်ပင်လိုက်တယ်အဲ့ဒီလိုဘေဟိုချုပ်ကိုင်မှုလွန်ခဲသွားတဲ့အခါတိုင်းပြည်ရဲ့စီးပွားရေးအင်ဂျင်ဆက်ကြီးကိုပလက်ချိုးဆွဲဖြုတ်လိုက်တယ်လို့ရပ်တန့်သွားတာပါပဲနော်မှန်ပါတယ်အဲ့ဒီစီးပွားရေးပြိုလဲမှုနဲ့အတူဒေသခံခေါင်းဆောင်တွေကိုဖိနှိုက်မှုတွေကပေါင်းစပ်လိုက်တော့ဖြူရင်းစစ်မီးကပိုပြီးကျေပြန့်လာတော့တာပါပဲဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာတာပဲကုပီတွင်းကလွတ်မြောက်ရေးလှူရှားမှုလေးတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းကျတော့မိုက်ကယ်ရိုရဲ့လှူရှားမှုတွေကနိုင်ငံတကာထောက်လန်းရေးကောနက်တွေစစ်အေးတိုက်ပွဲကာလရဲ့အားပြမှုတွေတဲ့အထိနည်းနည်းရှမ်းရှမ်းရောက်သွားတယ်နော်ဟုတ်တယ်ဗျာဒီအပိုင်းကတကယ့်ကိုနိုင်ငံတကာစက်ပိုင်ရုပ်ရှင်ဆက်လန်းနေနဲ့တူနေတာဟုတ်တယ်လေပါကစ္စတန်နိုင်ငံယာဝါပင်တူမြို့ကဟိုတယ်တစ်ခုမှာတီးခိုနေတော့အခန်းထဲကိုဒုံးကြီးဝင်မှန်းတယ်မပောက်ကွဲလို့လားအသက်ရှင်ခဲ့တာနောက်ပြီးဆိုဗီယက်တီကိုအထိနာစေခဲ့တဲ့နည်းနည်းကြီးစတင်ကဒုံးကြီးတဲ့အကြောင်းအာဖဂန်မူဂျာဟီဒင်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ရတဲ့အကြောင်းတွေပါတယ်ဒါကိုပို့ချပြန့်တဲ့အခြေအနေတွေနဲ့ဆက်ဆက်ကြည့်မယ်ဆိုရင်ဒေတာတွင်းကလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဟာရည်ရှိရပ်တည်နိုင်ဖို့ဆိုရင်နိုင်ငံတကာရဲ့အတိမပြုမှုနဲ့လက်နက်ခရန်ထောက်ပံ့မှုတွေလိုအပ်ပါတယ်။အဲဒီကာလကစစ်အေးတိုက်ပွဲအပြင်းထန်ဆုံးအချိန်ဆိုတော့အမေရိကန်နဲ့မဟာမိတ်တွေကထောက်ပံ့ပေးနေတဲ့ကွန်ရက်တွေရှိတယ်။မိုက်ကယ်လိုကအဲ့ဒီကွန်ရက်တွေထဲကိုထိုးဖောက်ပြီးသူတို့ရဲ့လှုပ်ရှားမှုအတွက်လိုအပ်တဲ့အကူအညီတွေရဖို့ကြိုးစားခဲ့တာပါ။ဒါဟာပြည်တွင်းပဋိပက္ခဆိုပေမဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စီးရီးအားပြိုင်မှုတွေမှာဘလောက်တောင်ချိတ်ဆက်နေလဲဆိုတော့ကိုပြသနေတာပဲ။မှန်ပါတယ်။နောက်ထပ်အန်တော်စရာကောင်းတာတစ်ခုကတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံကြားမှာကချင်ခေါင်းဆောင်တွေရပ်တည်ခဲ့တဲ့ပုံစံပဲဗျာဟုတ်တယ်စာအုပ်ထဲမှာတရုတ်အိန္ဒိယဖေးချက်ကိုကစားခဲ့တယ်လို့ဆိုတယ်ဒါပေမဲ့စဉ်းစားကြည့်လေအဲ့ဒါကကိုအသေးခံနိုင်နဲ့မတူဘူးလား
ကမ္ဘာလူကြီးအများဆုံးအင်အားကြီးဆုံးနိုင်ငံကြီးနှစ်ခုကြားထဲမှာညက်ပြီးအသုံးချခံရဖို့ကပိုများနေမလား အပြင်ကကြည့်ရင်တော့တေတွင်းနဲ့ခုံစင်းတယ်လို့ထင်ရပေမဲ့တကတ်မြေပြင်နိုင်ငံရေးမှာတော့ဒါဟာရှင်းတန်ရေးပြူဟာတစ်ခုပါဗျာ1966ခုနှစ်မှာကချင်ကောင်းဆောင် Branson ဟာတရုတ်ဝန်စီချုပ်ချူအန်လိုင်းနဲ့တွားရောက်တွေ့ဆုံတယ်အိန္ဒိယဘက်ကတော့ဘီလိုအချိုးကွေရှိလေ အိန္ဒိယဘက်ကကျတော့အိန္ဒိယအရှိမြပန်းကတူပုံဒီကိုကချင်ဒီကကူညီလေးချင်းပိနေတာကိုရပ်တန့်ခြင်းတယ်ဒါကြောင့်ကချင်အဖွဲ့အစည်းကိုမျက်နှာချိုသွေးရတယ်ဒီလိုနိုင်ငံကြီးနှစ်ခုစလုံးကသူတို့ကိုအရေးတည်ယူဆက်ဆံလာအောင်လုပ်နိုင်ခြင်းအပြင်နိုင်ငံတကာဥပဒေမှာခေါ်တဲ့ rights of belligerency ကိုတွဲဝိုက်ပြီးရယူလိုက်တာပါပဲနေပါဦးဟုတ်လေ rights of belligerency ဆိုတာကြားတော့ကောင်းတယ်ဒါပေမဲ့တကယ့်မြေပြင်မှာအဲ့ဒါကသူ့ပုံအဖွဲ့တစ်ခုအတွက်ဘာကြောင့်အသက်တမျှရေးကြီးနေရလဲ ဘာကြောင့်လဲဆိုတော့အဲ့ဒီအခွင့်အရေးမရရင်နိုင်ငံတကာမျက်နှာစာမှာသူတို့ဟာရာဇဝတ်ခွိုင်းတောင်းကျမ်းသူတတ်တတ်ပဲချင်းနေမှာမို့လို့ပါဗျာအော်တရားဝင်အတိမဖြူခံရဖို့ပေါ့ဟုတ်တယ်စစ်မှတ်ဖြစ်ပေါ်ခွင့်သို့မဟုတ်ပုံကန်ထက်ကြွခွင့်ကိုရသွားပြီဆိုရင်တော့နိုင်ငံတကာစီးမြင့်တဲ့အရာတရားဝင်နိုင်ငံရေးအရာဆွေးနွေးဖက်တစ်ခုဖြစ်လာတယ်စစ်တုံးပန်းဥပဒေတွေနိုင်ငံတကာအထောက်ပံ့တွေရပိုင်ခွင့်ရှိလာတယ်အဲ့တော့ဝန်ကြီးချုပ်ကိုယ်တိုင်ကလက်ခံတွေ့ဆုံနေဆိုတာဟာသူတို့ကိုတာမန်ရာဇဝတ်သားတွေမဟုတ်ဘူးနိုင်ငံရေးအရာအလေးထားမဲ့အဖွဲ့အစည်းလို့အတိမပြုလိုက်တဲ့သဘောပေါ့နော်အတိအကျပဲဒါကြောင့်ဒီဖေးချက်ကိုကစားတာဟာစွန့်စားရပေမဲ့ရလာတဲ့နိုင်ငံရေးအများကအလွန်ကြီးမာပါတယ်အဲ့ဒီလိုနိုင်ငံတကာစစ်သွင်းခွန်ပေါ်ကအားဖြိုင်မှုလီနိုင်ငံရေးပြည့်တွေကြောင့်ပျောက်ပြီးတဲ့နောက်မှာတော့စောက်ခဲမှာတိုကျိုမြို့ကနိုင်ငံတကာចောင်းသားများအင်ယာကိုယူတရက်ရောက်သားပြန်တယ်ဟုတ်တယ်အဲ့ဒီမှာမိုက်ခေဟာဂျပန်မှာပညာသင်နေစဉ်အတွက်ဗမာတငယ်ချင်းတွေအထူးသဖြင့်မဲလ်ဒိုနဲ့ရန်ခင်မိခဲ့တယ်အဲ့ဒီအပိုင်းလေးကတော့ချစ်စရာကောင်းတယ်မြန်မာလွတ်လပ်ရေးနဲ့အထိတ်မှတ်ပါတီဘွေးလို့ဖို့စီစဉ်တော့ဟင်းချက်ဖို့အသားလီးဖို့ဘယ်သူမှမလုပ်ချင်ကြဘူးဖြစ်နေချိန်မှာသူကိုယ်တိုင်အင်ဂျီလမောင်းခောက်တင်ပြီးဝင်ချက်ပြုတ်ပေးခဲ့တယ်လေအဲ့ဒီဖြစ်ရလေးကတင်းငယ်တယ်လို့ထင်ရပေမဲ့စိတ်ပိုင်းဆိုင်ရာခံယူချက်ကိုကြည့်ရင်အတော်လေးနဲ့ဆိုင်ပါတယ်ဗျနိုင်ငံရေးအရာအုပ်ချုပ်သူအစိုးရစနစ်ကိုစံကျင်ပေမဲ့ဗမာလူမျိုးတွေအပေါ်မှာတော့မုံတီးမှုမရှိပဲမိတ်ဆွေတန်ရုံစင်ကိုခိုင်ခိုင်မာမာထိုင်သိမ်းထားမှခဲ့တာပါဒါပေမဲ့အဲ့ဒါကတကယ်ရောလက်တွေ့ကြရလားစစ်ပွဲတွေနဲ့နိုင်ငံရေးယုံကြည်ချက်ကွဲလွဲမှုတွေကလူတွေရဲ့ရန်သူမိတ်ဆွေတတ်မှတ်ချက်ကိုကြီးမားစွာလွှမ်းမိုးထားချင်မှာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့လူမျိုးတွေမြေပြင်မှာတပ်ဖြတ်ခံရချင်မှာဒီလိုမုန်းတီးမှုမရှိဘူးလို့တတ်မှတ်တာကနည်းနည်းစံပြဆန့်လို့နေမလားဒါကရေးကြီးတဲ့မဲခွန်းတစ်ခုကိုဖြစ်လာစေတယ်ဗျာနိုင်ငံရေးစနစ်နဲ့လူမျိုးကိုတကယ်တော့တိကျစီခွဲခြားပြီးမြင်နိုင်လို့လားဆိုလားပေါ့ဟုတ်တယ်လေပုံမှန်ဆိုရင်လူတွေကအလွယ်တကူပဲအုပ်စုလိုက်တင်ကြွမုန်းတီးပစ်တကြတာမဟုတ်လားမှန်ပါတယ်ဒါပေမဲ့မိုက်ကယ်ရဲ့မြင်မှာတော့အဲ့ဒီလိုအုပ်စုလိုက်တင်ကြွမုန်းတီးပစ်တာဟာညံရည်မဲ့တဲ့လုတ်ရက်လို့ခံယူထားတယ်နိုင်ငံရေးစနစ်ဆိုတာအာဏာရှိတဲ့လူတချို့ကဖန်တီးထားတာပါသူနဲ့အတူတိုကျိုမှာကျောင်းတက်နေတဲ့ကျောင်းသားတွေကအဲ့ဒီစနစ်ကိုဖန်တီးသူတွေမဟုတ်ဘူးပေါ့ဟုတ်တယ်လေပြထန်ထားတဲ့စနစ်တွေနဲ့လူသားတယောက်ချင်းစီရဲ့သဘောတဘာဝကြကွာရချက်ကိုသူကနားလေတယ်နိုင်ငံရေးစနစ်ကရန်သူလို့သတ်မှတ်ထားရင်တော့လူသားဆန်မှုကိုဆုံးရှုံးမခံခြင်းဟာအတိညာမြင်မာမှုတွေပြရုပ်ပါပဲကိုယ့်ရဲ့ရန်သူဟာစနစ်ဖြစ်တယ်လူမျိုးမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းသဘောပေါက်ထားလို့ဒါဒီလိုလူပုဂ္ဂိုလ်ခင်မှန်မှုကနိုင်ငံရေးတန်တိုက်တွေကိုကြော်ဖြတ်နိုင်ခဲ့တာပေါ့နော်ဟုတ်ပါတယ်ဗျာအဲ့ဒီကလေးသစင်သူကအမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့ကိုပြောင်းရွှေ့အခြေချတဲ့ခန်းကိုရောက်လာတယ်ဒီနေရာမှာခုနကကျွန်မစပိုင်းမှာပြောခဲ့တဲ့အတိုင်းပဲဒီရဝင်ကြီးချုပ်နဲ့တွေးဆုံဆွေးနွေးခဲ့တဲ့သူနိုင်ငံတကာထောက်လှမ်းရေးကွန်ရက်တွေနဲ့ဆက်ဆက်ခဲ့တဲ့သူတယောက်ဟာအမေရိကန်ရောက်တော့ဘဝကိုအောက်ချစ်ကနေပြန်ဆတာအငားရဲ့မောင်းအလုပ်ရရဲ့ဘဝပေါ့ဟုတ်တယ်အငားရဲ့မောင်းလို့ရင်း Charlie Temple Black တို့ Lee Marvin တို့လို Hollywood အကျော်အမော်တွေနဲ့ဆုံတွေ့စကားပြောခဲ့ရတယ်ဒါဆိုရင်ဒါတွေအားလုံးကဘာကိုဆိုလိုတာလဲအဲ့ဒီလောက်ကွာချလွန်းလေဘဝအတွေ့အကြုံကို तू ဘလို့ရင်ဆိုင်ခဲ့လဲဒါကရွှေပြောင်းနေထိုင်သူတယောက်ရဲ့ရှင်တန်နိုင်စွမ်းနဲ့လိုက်လျောညီတွေနေထိုင်တတ်မှုကိုမိမောင်းထိုးပြတာပါပဲဗျာနောက်ပြီးသူက Saul Alinsky ရဲ့ Rules for Radicals ကိုသုံးပြီး American မြေမှာရက်ရွာအကျိုးဆောင်အဖြစ်အောင်မြင်စွာလုပ်ကင်ခဲ့ရဆိုတော့တော်လွန်းကလက်နက်ကင်တော်လန်ကြီးသမားတယောက်က American မြို့ပြကလူလူစီယုံကြီးစာအုပ်ကိုဘလို့များလက်တွေ့အသုံးချခဲ့တာလဲအဲ့ဒီ Rules for Radicals ဆိုတာကအင်အားမဲ့တဲ့လူတို့ကိုဘလို့စီယုံပြီးအာနာရှိသူတွေစီကနေအခွင့်အရေးတောင်းဆိုမလဲဆိုတဲ့လက်တွေ့ကျတဲ့ဤပညာတွေကိုရေးထားတာပါအခြေခံသဘောတရားကအတူတူတည်းပေါ့ဟုတ်တယ်
မိုက်ကယ်ကအဲ့ဒီနီးပညာတွေကိုယူပြီး American ကိုရောက်လာတဲ့ရွှေပြောင်းအခြေချေသူတွေအခြေတကျရက်တီနိုင်ဖို့အတုံးချခဲ့တယ်။တူပုံကောင်းဆောင်ပဲဖြစ်ဖြစ် community organizer ပဲဖြစ်ဖြစ်လူတွေကိုဘုံရီမှန်းချက်တစ်ခုအောင်မှာဘယ်လိုစူးစီးမလဲဆိုတာကိုအတုံးချတာပါ။ အဲ့ဒီကြန့်ခိုင်တဲ့အရေးသွေးတွေကသူ့သမီး Deborah စီကိုပါကုဆက်သွားတယ်နော်။သမီးဖြစ်သူကလည်းနိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာအမှုဆောင်သွင်းမှုအငင်းနဲ့ရဲဝံ့လုပ်ကိုင်နိုင်ခဲ့တယ်နော် ဟုတ်တယ်ဗျာဒါလည်းမကောင်းဘူး။ तू ကထိုင်းနိုင်ငံမှာ Pan Kachin Development Society PKDS ကိုတည်ထောင်ပြီးပြည်တွင်းကလူတွေကိုပြန်ကူညီသေးတယ် အဲ့မှာစာအုပ်ထဲမှာဖော်ပြထားတာက PKDS ဖွဲ့ကြီးလက်ပတ်ဖို့ကုန်ကြစစ်ကို900%ဒီနဲ့လုပ်ခဲ့တဲ့နေပေါင်းသားမှာတာမန်နိုင်ငံတကာဖွဲ့စည်းတွေတောင်မှဝန်ထမ်းလစာရုံးစရိတ်တွေကြောင့်10%ကနေ20%အထိတုံးနေရတဲ့အချိန်မှာ तू က900%ဒီနဲ့ဘယ်လိုလုပ်ပြီးဖျောက်လုပ်ခဲ့တာလဲ ဒါကသူ့ရဲ့ထူးခြားတဲ့စီမံခန့်ခွဲမှုစွမ်းရည်ပါပဲဗျာ PKDS ဟာမြို့ကြီးတွေမှာကြီးမားတဲ့ရုံးခန်းတွေဖွင့်ပြီးလက်ပတ်တာမျိုးမလုပ်ပါဘူးဒေသခံကိုနဲ့တူစေရနာဝန်ထမ်းတွေကိုသာအများဆုံးအသုံးပြုခဲ့တယ်ဒါကြောင့်အလူငွေရဲ့95%ဟာမြေပြင်ကလူအပ်နေသူတွေစီကိုကြက်ရက်ရောက်သွားတာပေါ့ မှန်ပါပဲလိုင်ဆာမှာရှိတဲ့ဆေးရုံတွေကိုဆေးဝါးတွေတိုက်ရိုက်ပို့ပေးနိုင်ခဲ့တယ်ကိုမီမျိုးမှာဆိုရင်လည်းကျောင်းသား10ယောက်ကိုပညာသင်ဆုပေးနိုင်ခဲ့တယ် နောက်ထပ်အန်ကျော်စရာတစ်ခုကဒုတိယဗိုလ်မှူးကြီးဒူဗစ်ဇော်ဝန်ဦးဆောင်ပြီး KIO ကဘိန်းခဲ20ဧကကိုဖျက်ဆီးခဲ့တဲ့မွေးစေဝါတိုက်ဖြတ်ရေးကြိုးပမ်းမှုတွေပဲဒီကိစ္စတွေကို American နိုင်ငံသားရေးဝန်ကြီးဌာနကိုမိုက်ကယ်ကတွားပြီးရှင်းပြခဲ့ရတယ်လေ ဟုတ်တယ်ဗျဒါပေမဲ့ဒီလိုအမေရိကန်မှာခြေချကြနဲ့အောင်မြင်မှုတွေရနေပေမဲ့စာရွက်သူရဲ့စိတ်ဟာမိခင်နိုင်ငံကပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေစခန်းတွေမှာပလတ်စတစ်မိုကာတေးလေးတွေအောင်မှာခိုးလုံနေရတဲ့မိသားစုတွေစီကိုငယ်ရောက်နေတာကိုတွေ့ရပါတယ် လေးချောင်းတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူတွေတေဆုံးရတဲ့အဖြစ်ဆိုးတွေကိုသူကလေးလေးနက်နက်မတန်းတင်ထားတယ်နော်တိုင်းပြည်ကအဝေးကိုရောက်နေပြီမဲ့မိပြင်ကအထစ်တို့ခေါ်တွေကိုဘယ်တော့မှမမေ့ခဲ့ပါဘူး ဟုတ်ပါတယ်ဒီအပိုင်းမှာစောက်ရဲ့ရောက်တည်ချက်ကတော်တော်လေးကိုထူးခြားတယ်ဗျ ဟုတ်တယ်ရင်းကြရေးခင်းတဲ့ပတ်တလိုင်းသူကမြေပြင်မှာတကယ်ဖြစ်ပျက်နေတဲ့အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေရက်ဆက်မှုတွေကိုလုံးဝဖုံးကွယ်မထားဘူးတာမားဖြစ်နိုင်ငံရေးမတန်းစာအုပ်တွေဆိုတာကိုယ်နိုင်ငံကိုအဖွဲ့အစည်းရဲ့ပုံရိပ်ကိုအကောင်းမြင်အောင်ဝါရဖြန့်လုပ်တကြတာများတယ်လीဒီနေရာမှာအံ့တော်စရာကောင်းတာကတော့စစ်မှန်တဲ့မျိုးချစ်စိတ်ဆိုတာအမားတွေကိုဖုံးကွယ်ထားတာမဟုတ်ပဲကိုချင်းစာတရားကိုအခြေခံပြီးနာကျင်မှုတွေကိုအတိမတ်ပြုလက်ခံပေးခြင်းဖြစ်တယ်ဆိုတာကိုပြသသွားတာပါပဲ။ဒါမဲ့ပြည်ပမှာရုံနေတဲ့သူတွေကကိုယ်နိုင်ငံဂုဏ်သိက္ခာကိုကာကွယ်လေ့ရှိကြတယ်မဟုတ်လား။ तू ကနိုင်ငံရဲ့ဂုဏ်သိက္ခာကိုကာကွယ်ခြင်းစိတ်ရှိနေတဲ့ကြားကနေမြေပြင်ကမှန်တရားကိုပွင့်ပွင့်လင်းလင်းချရေးထားတယ်။ဘာကြောင့် तू ကဒီလိုမျိုးတမားရိုးကြမဟုတ်တဲ့ချင်းကမှုကိုရွေးချယ်ခဲ့တာလဲ။ဘာလို့လဲဆိုတော့အရေးမြတ်တွေဝါတဲ့နိုင်ငံဟာလူသားချင်းစာနာထောက်ထားမှုကင်းမဲ့တဲ့အခါဘလို့အကြိုက်တဲမျိုးနဲ့ရင်ဆိုင်ရလဲဆိုတော့ကိုသူကကောင်းကောင်းမြင်လို့ပါဗျာလူမျိုးရဲ့ပါရာရဲ့အယူဆတွေထက်လူတယောက်ဒုက္ခရောက်နေတယ်ဆိုတဲ့အချက်ကိုသူကအရင်ဆုံးမြင်တယ်ဒါကြောင့်လေဘာသာရေးလူမျိုးရေးကွဲပြားမှုတွေကိုကြော်လွန်ပြီးပုတ်ရဟမင်းကြီးမြန်မာနိုင်ငံကိုလာရောက်လဲပတ်စင်ကပြသခဲ့တဲ့မေတ္တာတရားနဲ့ခွင့်လွှတ်ခြင်းကြောင့်ကိုသူအထက်အတွင်းရေးသားခဲ့တာပေါ့နော်အတိအကျပဲဗျာကာဟာတမန်နိုင်ငံရေးဝါဒဖြန့်ချိမှုတွေနဲ့ဘလောက်ကွာကြလဲဆိုတော့ကိုပြနေရပါဒါဆိုရင်ဒီကနေ့လေးလာစူးစမ်းမှုကနေတဆင့်ပြန်ကြည့်မယ်ဆိုရင်တမိုင်းဆိုတာအချက်အလက်တွေစားကြုပ်စားတမ်းတွေကြီးတက်တက်မဟုတ်ဘူးခံယူချက်ပြင်းထန်ခဲ့လူသားတွေရဲ့ရုန်းကန်မှုစစ်ပွဲတွေကြားကမိတ်ဆွေဖွဲ့နိုင်မှုဘဝတဲ့ကိုအစရည်ပြန်လေတိဆောက်နိုင်မှုနဲ့အလုံးထပ်ပူရေးကြီးတဲ့ကိုချင်းစာတရားတွေနဲ့တိဆောက်ထားတာပဲလေဟုတ်ပါပဲလေးလာသူတွေအနေနဲ့လည်းမိမိတို့ရဲ့ကိုယ်ပိုင်ဘဝတွေမှာဒီလိုခနိုင်စွမ်းနာတွေကိုဘလို့အသွင်းချနိုင်မလဲဆိုတာကိုတွေးတိုးကြည့်လို့ရပါတယ်ဗျာစနေတကပြိုလဲအောင်လုံးနိုင်ပေမဲ့လူသားတွေရှင်သန်နိုင်စွမ်းကိုတော့အလွဲတကူမဖြတ်စည်းနိုင်ဘူးဆိုတာကိုမိုက်ကယ်ရဲ့ဘဝကပြသနေတာပဲဟုတ်ကဲ့အဆုံးသက်အနေနဲ့ဆွေးနွေးမှုမှာမပါဝင်ခဲ့တဲ့စောက်ထက်ကအချက်လေးတစ်ခုကိုထုတ်လို့ပြီးတွေးတော့စရာမိကုံတစ်ခုအနေနဲ့ခြံထားခဲ့ချင်ပါတယ်ဗျာဟုတ်ကဲ့ပြောပါရှင်စာရေးတူဟာအင်္ဂလိပ်စကားလုံး empathize ဆိုတဲ့စကားလုံးလေးအနည်းဆက်ဆုံးတူညီတဲ့ငမားစကားလုံးကိုအချိန်ကြာမြင့်စွာရှာဖွေခဲ့ရတယ်လို့ဆိုပါတယ်အော်ကိုချင်းစာတရားပေါ့နော်ဟုတ်တယ်ကမ္ဘာပေါ်မှာအရှေ့ကျဆုံးပြည်ရင်းစစ်တွေကတစ်ခုခုရင်ဆိုင်နေရတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ခေတ်အဆက်ဆက်စီးရဲတဲ့နိုင်ငံရေးအသားစီးရဖို့တနည်းအားဖြင့်အလုံးစုံလွှမ်းမိုးနိုင်စွမ်းလို့ခေါ်တဲ့ total power potential ကိုသာအာရုံစိုက်နေမြအစားအလုံးဟာတကယ်ပဲရှောင်လွှဲလို့ရနိုင်ခဲ့တဲ့ယာယီများလားဒါကတကယ်ကိုလေးလေးနက်နက်တွေးစရာမိခွန်းတစ်ခုပါပဲ
ဒီမေခွန်းနဲ့ပဲကျမတို့ရဲ့ယနေ့အသေးစိတ်လေးလာစူးစမ်းမှုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်